ကဲဒီနေ့က day 1ကျွန်တော်ရက်30 daily challenge ခွက်ကိုပြန်ခေါ်ထားတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တစ်နေ့ကိုဓပုံ3ပုံဖတ်ရိုက်မယ်ဘယ်နေရာမှာဘယ်လိုရိုက်မယ်ဆိုတာအစီအစဉ်မရှိဘူးအဓိကကျွန်တော်ရဲ့ challenge ကတစ်နေ့မှာဓပုံ3ပုံရဖို့အတွက်ပဲအဲ့တော့ကျွန်တော်အခုအိမ်ကထွက်လာခဲ့ပြီ9နာရီခွဲလောက်ကထွက်လာခဲ့တယ်အချိန်ကတော့အခုဆိုရင်10နာရီနဲ့9နာရီခွဲကြားမှာဖြစ်လောက်တယ်ကျွန်တော်အခုဘလို့နေရာမျိုးမှာဘလို့ဓပုံမျိုးကိုသွားပြီးတော့ရိုက်မလဲဆိုတာသိကျင်တယ်ဆိုရင်ဆက်ပြီးတော့ like ခဲ့ပေး come on let's go တော့မှာခက်လမ်းမရှိတာဗျာအဲ့တော့ကျွန်တော် zoom လမ်းနေမရှိတဲ့အတွက်ကျွန်တော် street photo ရိုက်ချင်တာတော့ကျွန်တော် street photo ရိုက်ချင်တာဗျာဒါပေမဲ့ street photo ရိုက်လို့အဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကခက်လမ်းပဲရှိတယ်ဗျာအဲ့တော့ကျွန်တော်ခက်လမ်းမရှိတဲ့အတွက်ကျွန်တော်တောတောင်တွေဒီရှုခင်းတွေပဲလိုက်ရိုက်ဖို့အဆင်ပြေမယ်အဲ့တော့ကျွန်တော်ဒီလမ်းကြားလေးတွေဝင်လိုက်မယ်ဓမ္မအရာနေပြီးတော့လမ်းကြားလေးဝင်လိုက်မယ်အဲ့တော့ကျွန်တော်ဒီနားလေးက view ကိုကြိုက်တယ်ဒီနားလေးက view ကိုပြမယ်တောင်တန်းလေးတွေအဲ့တော့ကျွန်တော်ဒီဘက်ကဒီမှာနေရဟိုဘက်ကနေထိုးနေတယ်ဟိုဘက်ကဒီတောင်တန်းလေးတွေကိုကျွန်တော်သဘောကျတယ်အဲ့တော့ဒီနော်ဒီလေးတစ်ချက်လောက်တစ်ပုံရမလားနှစ်ပုံရမလားကြာပြလိုက်မယ်တော့ဒီ low angle လေးရိုက်တာပို့ပြီးတော့မိုက်တယ်ဗျာတဲ့ကျွန်တော်ဒီ view ကိုကျွန်တော် low angle လေးရိုက်မယ်ဗျာလိုအပ်ငယ်လေးအမိုက်တယ်ကဲအဲ့တော့ကျွန်တော်တို့အရှိကိုဆက်သွားမယ်တပုံရပြီရှေ့မှာဗာရှိအောင်မလဲဆက်သွားနော်ဒီဆိုင်ကနဲ့ let's go ကျွန်တော်စိတ်ထဲမှာဒီပန်းပင်လေးကကျွန်တော်ကိုအေဂျင့်မှုတွေပေးရလို့ခံစားဒီပန်းပင်လေးလှတော့ရနေအောင်လေးနေအောင်ကြီးထိုးနေWow. Ha. ကျွန်တော်ပြချင်တဲ့မြင်ကွင်းကဒီဘေးတွေမပါဘူးဗျာဒီအလဲဒီလမ်းကြောင်းလေးရယ်ဒီအဓိကဒီလမ်းပေါ့နော်ဒီလမ်းလေးမှာဒီမှာဒီလိုအုပ်လေးဖြစ်နေဟိုဘက်ဒီဘက်အပင်တွေကညီညာဆိုင်တာတော့အုပ်လေးဖြစ်နေအဲ့တော့ကျွန်တော်ပြချင်တဲ့လမ်းကဒီလမ်းကြောင်းတစ်ကြောင်းတော့ပြချင်တာဆိုတော့ကျွန်တော်အကျယ်ကိုမပြချင်ဘူးတော့ကျွန်တော် vertical လေးဆွဲမယ် vertical ကျတော့ကျွန်တော်ပြချင်တာကဒီအကျဉ်းလေးရယ်ပြီးတော့ဒီအမြင့်လေးရယ်လမ်းဖြစ်နေတဲ့ဒီအဝိုက်လေးရယ်ပေါ့နော်ဒီတစ်ပင်ကဟိုဘက်ဒီဘက်ဆက်ပြီးတော့အဝိုက်ကလေးဖြစ်နေလမ်းလေးအဝိုက်ကလေးအခုံလေးမသိအမိုးလုပ်ပေးတာလို့ဖြစ်နေတာဗျာအဲ့တော့ကျွန်တော် vertical လေးဆွဲမှအဆင်ပြေမှာ
ဘာဒီကလေးဆွဲလိုက်လိုအပ်ခဲ့ရင်ကျွန်တော်မရဘူးလိုအပ်ခဲ့ကဒီလမ်းကိုပျောက်သွားစေလိုအပ်ခဲ့လမ်းကိုပျောက်သွားစေတယ်အဲ့တော့ကျွန်တော်ဒီကဟာရကနေရိုက်မှရမှာရငယ်ရှင်းနာလေးပုံမိုက်တယ်ဗျဟိုရှင်းနာဖြူလေးတူတော့ကျွန်တော်ရှင်းနာလေးရွှေ့လိုက်ဒီနေရာမှာတကယ်မိုက်တယ်โอเคအဲ့တော့3ပုံတော့ရသွားပြီဒီနေ့ရှုကင်းနေတပုံရိုက်တယ်တောင်လန်းနေတပုံရိုက်တယ်ပြီးတော့ကျွန်တော်ဒီလမ်းလေးကိုကျွန်တော်သဘောကျလို့ဒီလမ်းလေးပေါ့နော်အပင်နေစိုက်ပြီးတော့အပင်စိုက်တဲ့အလင်းမှာကျွန်တော်လမ်းလေးသဘောကျတော့ကျွန်တော်ဒီတောလန်းရောဘာချန်နဲ့ကလမ်းလေးကိုတပုံရိုက်တယ်အဲ့တော့ကျွန်တော်ကပန်းလေးရိုက်ခဲ့တယ်ဗျာပန်းရိုက်ခဲ့တာကပန်းလေးတွေပုံကကျွန်တော်အခုပြန်ကြည့်တာတိတ်သဘောမကျအောင်အဲ့တော့ကျွန်တော်တို့ပန်းလေးတွေတပုံပြန်ရိုက်မယ်ပန်းလေးတွေတပုံရိုက်ပြီးရင်ဒီနေ့ day 1 challenge လေးကိုအဆုံးသတ်မယ် come on ကဲတော့ဒီနေ့တော့ challenge 3ပုံပြည့်သွားပြီအဲ့တော့အိမ်ပြန်တော့မယ်ချိန်ကလည်းနေရလည်းအရမ်းမြင့်နေပြီဒီနေအရမ်းမြင့်နေပြီဆိုတော့ကျွန်တော်တို့တပ်ပုံတွေလည်းရှိုက်လို့အလင်းရောင်နေအရမ်းများပြီးတော့မကောင်းတော့ဘူးအဲ့တော့နောက်နေ့ day 2 day 3 day 4 day 5 day 6ဘယ်လိုမျိုးပုံတွေကိုဘယ်လိုနေရာမျိုးတွေမှာရှိုက်သွားမလဲဆိုတာသိချင်နေဆိုရင်အကောင့်လေးကို follow လုပ်ထားခဲ့နောက်နေ့ဗီဒီယိုမှာပြန်တွေ့မယ် I'll see you next video bye bye